ရာဝန်ကြီးမှာဖျားစခုအတင်းအပြူမယ်ညီကျမ်းမာရေးချမ်းသာပါစေလောကစီပြီးပါစေတူရင်းနဲ့ရတဲ့အန္တရာယ်ကင်းပေးစီလောကစီပြီးပဲဆုတောင်းမြတ်တာပို့ပါလာပြီးတော့နေ့တိုင်းမှာပဲလာပြီးတော့မနာသူမုံညနေပေါ့နော်ဒီနေ့မှပဲမှတ်တမ်းနေပြီးတော့ရိုက်မယ်နော်ဆက်ဖို့ဘုရားဘုရားမှာတော့ဆင်းရဲဒီလိုမြင်နေတာပြီးဆုံးဆုံးတော့ဘဝနာမတရားဘုရားလေးမှချမ်းသာတရားတော်များကိုဉာဏ်ဉာဏ်စွာကျင့်ကြံအောင်တော်မှာလာပါလို့ရှိတယ်။ဘာလို့ဒီလိုတော့အင်းစားပြန်မှာရစားနေအနောက်ကကတော့လန်ဒီထားပြီးတော့ဒုတိယဉာဏ်ဘာလို့လဲကြားတယ်ဓမ္မရာစာပြီးအနောက်ကလန်ဒီထားပြီးတော့တတိယဉာဏ်ဘာလို့လဲနာအင်းစားဓမ္မရာစာအနောက်ကကတော့လန်ဒီထားပြီးတတိယမိဟာဗန္တိဒီလက္ခာပိစာကလံဓမ္မရာဇာမိလောကယန္တိထမဗန္တိအာမေနပါစေနမောတတ္တဘဝတအရဟတသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဝတအရဟတသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဝတအရဟတသမ္မာသမ္ဗုဒ္ဓတ္တဘုဒ္ဓံတရဏံဝိသံဓမ္မံတရဏံဝိသံဝိတ္တပံဝိသံဒုတိယမိဗုဒ္ဓံတရဏံဝိသံဒုတိယမိဓမ္မံတရဏံဝိသံတတိယပိဗုဒ္ဓဓမ္မဝိသံတတိယပိဓမ္မဓမ္မဝိသံတတိယပိသံဃာဝိသံပါဏာတိကာတဝရံဒေကံဘောဓိယံအာရိဏဒါနာဝရဏေယံမူလဝါဒဝရဏေကာမေတိမေဇာယဝရံဒေကံမနာရိယံသုရာဝရယမိသဗမန္တဌာနာဝရံဒေကဝမာရိယံနမဗန္တိဇေယသကုမဇာမဇိနောတပိဒီစံမှာဘယ်လိုတရားသာပါဝင်လဲဒီစံမှာရေသာနမတရားဒီသာနမတရားလည်းပတ်လို့စေဒီကမနာလေးတော့ကျွန်တော်မတန်ဘူးတော့ဒီတော့ဒီတော့ကျွန်တော်တို့တော့ဒီတော့ဒီမဟာဒုက္ခမောဟိတတိဝနန္တနာနာကိဝနန္တနာသံတိနေနာယံဘောဝတော်လုပိဒီဝတ္တသဘာကောနာမေနတိကမဟာလာတော့တတ္ထာဟောတုယမဘောဒီစံမဟာတရားရေသာနမတရားဒီသာ
မဟာဒီဝမတိတေတောဝိတရမရတိသစေဝမတအဟံဝန္တာမိတပရာဒီဝိဇမဟာဒီဝဒီဝမန္တရာပုစီတောသောရာပိစ္ဆတိနမဟာရဘောတုဘာဂဓမ္မိဒီဝသမုဒ္ဒေနဝရကတောမရိစ္ဆမရပရိစ္ဆတနုတတိနာခတိအမတိတိပိတိတောမရဏတိတံကတဝအနရရောဝိနတနုအာမနိအိဉာနိဝဘာဂဓမ္မိဒီကံယံယဝရဝဇာတဝိတံဒီပါတိနာတောသံဃောတိထာဝိပိစ္ဆဒဝရပိစ္ဆဒဟာတတိပိစ္ဆကတဒဟာသာနိနမမိယတမဟံအဘဂဝါလုကပိစ္ဆနန္ဒနုပရာစီယတိတံပိစ္ဆကံသအာရဏံနာနမမဟံနမကာရနုပဝနာဟိတောတပိဥပဒဝေအာနိကအညရပိဝိနတနိအတေတတောအထဥပ္ပစ္စနသစစေစုဘုံသောဥပ္ပိဇာဘုရားရှင်ကိုဘောတော်ရသံသာတာတိတတောတောတင်္ဆာတတ္တသဟတာနိငါသိင်ကုန်သောသမုဒ္ဒေဇာဘုရားရှင်ကိုဘောအဟံတပိတော်သည်ပြရတောဥပ္ပိနမမိစေဘုရား၏အင်္ဂါဝါလုကသင်္ဃာတေတိတေတော်သည်အပက္ခနေလာပါတော်၏နေဗုဒ္ဓပြိဋိဘံဆံတော်မူပြီးကုန်သောဇိနဘုရားရှင်တို့သည်အာနန္ဒအပိုင်အခြားမရှိသောတိတာတုဘုရားရှင်တို့၏တမင်းစာတရားတော်၎င်းတန်ခင်းစာကံတော်၎င်းအဟံတပိတော်သည်အဂရိညာတိတိပြိနမမိစေဘုရား၏နမတကနိဗ္ဗာန်သက္ကုရသောဘုရားတောပိဥပဒဝေဘေဥပအန္တရတို့သည်ဥဒ္ဓပစ္စာယိအာနိကအန္တရာယပိအန္တရာများစွာပြု၏အာတိတာတော်အကျွေးချမ်းမရှိသောအဘိနန္ဒာတုကြောက်ပြတ်ပါစေကုန်သတည်းတာမဟာတုတမ္မာတုဘုရားတော်နာရမောယေရောကကေချာနာရောဒီတော်မြတ်စီမိုင်းတော်ဒီဝတ်ဖြစ်အစီပြေချုံပြီးညာပုဂ္ဂိုလ်တို့ကိုလည်းဘာမှကိုယ်စောင့်ပြပါရဲ့ဒီလိုမြတ်တာကိုစုံပြပါ